ုန်းကိုတနေ့ဟိုတစ်ခါသုံးရင်2 နာရီ3 နာရီလောက်သုံးပြီးတော့ဗာ2 နာရီ3 နာရီကိုမဟုတ်45မိနစ်ပါလို့ပြောနေ45မိနစ်ကဘာလို့1 နာရီသုံးမပြီဩ1 နာရီကိုဘာတစ်ခါအကြည့်ကိုပြောရလားဗာတနေ့ကိုတနေ့ကုန်မှ45မိနစ်တည်းတနေ့ကုန်မှ45ဩအေးမှတ်တောင်ထားရအောင်မယ်တနာရီမှ45မိနစ်ဩတနာရီမှ45မိနစ်တနေ့ကုန်မှပြောစမှာဗာတနာရီတနေ့ကုန်မှ45မိနစ်ပဲကြည့်တာမှတ်တောင်ထားရအောင်မယ်အာရုံတို့ဒီမက်ဆီခိုင်းတာတော့ဆိုရင်ဒီရတော့ရှောင်းရှောင်းပါပြောမယ်နေပြီဖြစ်တာလေးကိုငါတို့ဆိုငါးပါးကလာမလုံးချတော့လေဒီငါးပါးဒီကပဲခင်ဗျာလေဒီရရှင်းပါတယ်9ပါးတွေဆိုတော့လာပြီးဟာလာပြီးကြားလာဆန်တော့ဒီတော့ချင်းတော့အလွယ်လေးပဲညာနာဟုတ်ညာရလေအလွယ်လေးညာနာဟုတ်အလွယ်လေးညာဒီတော့ချင်းတော့ငါ့ကိုကြောက်ဘူးပြီးတော့သဘယ်ကြောင့်ဘူးကြောင့်မရိုက်တာ